ဒီနေ့ကတော့ရောက်ထားပြီးသားပစ္စည်းလေးရယ်ဒီနေ့မှထည့်ရောက်တဲ့ဟာလေးရယ်ပြပြမှာပါဒါကတော့ Gamer Verse ထဲက Captain America ရဲ့ Box Art ပါ Box Art ကစားတော်တော်လေးကိုမိုက်ရှီဒီဒိုင်းကတော့ပုံမှန်မြင်နေကြရုပ်ရှင်တွေကပုံနေတော့မတူဘူးပေါ့နော်ဒါ version နောက်တစ်မျိုးဒီကောင်က2020တုန်းကထွက်ထားတဲ့ဟာပေါ့လက်ထဲတော့အခုမှရောက်တယ်2020ဒီမှာ2020ဆိုတော့ okay သူကဘယ်ဟာ abomination ကို build a figure လောက်ရမှာ BF ဒီကောင်ကတော့မပါဘူးဒီ Captain America မပါဘူးဒါကတော့အားလုံးသိတဲ့ end game နဲ့က Avenger end game ရုပ်ရှင်တွေက time travel မသွားခင်ဝတ်ခဲ့တဲ့ suit ပေါ့နော်မိုက်ချာချာဒီကောင်လည်း BF ပါတယ်သူကဒီဘူးတွေကို6ဘူး9ဘူးဝယ်ပြီးတော့ဒီလိုမျိုးအကောင်ဆက်ရတာပေါ့နော်ဒါဆို Thanos ဒီ BF တဲ့ဒါပေမဲ့ဒီ Captain America မှာမပါ Ronin တို့နောက်ဒီ Thanos ရဲ့တပည့်လက်သားမီးတွေဘာတွေညာရအကောင်တွေအားလုံးထဲမှာမျိုးဟိုအပိုင်းစားတွေပါပေါ့နော်ကျွန်တော်တို့ BF ကိုလို့ like စုရတာစိတ်တော့တိတ်မရှိဘူးဒီအတိုင်းပဲဝယ်လိုက်တာဒီကောင်ကဘယ်လောက်ဒီကောင်က2018တုန်းကထုတ်ထားတာဘယ်မှာကြည့်ရမှာလဲဆိုတော့ဒီမှာ2018ဆိုတော့ဒါလေးကတော့ collection အဖေးနဲ့ပြည့်တော့မှာပေါ့နော်ဆိုတော့ okay ပါဒါလေးက customer ပစ္စည်းတွေပါ Ultraman Tiga multi type official ရုပ်ပါဟိုကအမိုက်ဒါလေးလည်းပို့ပေးရမှာပေါ့နော် okay ပါကျေးဇူးပါ